ဟုတ်ကဲ့ပါအမအနေပြီးတော့ချင်းကောင်လေးမချောဘူးဆိုတဲ့စကားကိုရုပ်သိမ်းလိုက်ပြီးဖြစ်ပါတယ်ကြည့်ကြရအောင် ကျမဘဝမှာချင်းကောင်လေးချောတာတခါမှမတွေ့ဘူးဆိုတဲ့စကားကိုဒီနေ့ပြန်ရုပ်ပိန်းတဲ့ဘာဖြစ်လို့လဲဆိုတော့ကျမအရန်သဘောကျတဲ့ချင်းကောင်လေးတယောက်ရှိတော့ကျမမေ့သွားတယ်ဟေး ဘသူ့ကိုတွေ့တာတော့ဘသူ့ကိုအရန်သဘောကျတာ စီ တော့ လုံးချက်ပဲနော် ဘသူ့ ကျ ကို မ တော့ တော့ဂီတာတီးပြီးတချစ်ဆိုတဲ့တယောက်ကြိုက်တယ်ဆိုရင်အမလေးချင်းပြည်နယ်ကအချောဆုံးတယောက်နဲ့ချိတ်ဆက်ထားပြီး ချောဆုံးတယောက်တဲ့ဘ အဲ့ သူ့ တော့ ကို တော့ပါဘီနည်းနည်းလေး ချင်း ချော ပြည် တာ နယ် လေး အ ရှာ ချော ပြီးပါ ဆုံး ဆို နဲ့ တော့ ချောဆုံးကော သုံ င်း း လေး ယော ပြော က်တောင်မှ နေ ပြန် ချိတ် ချိတ် ဆက် ဆက်ပြီးတဲ့ဟေး ပြီးတယ်တဲ့ SE ကတော့မလေးရှားကတော့ဆိုတော့ ဒီပါ ကျေးဇူးပဲကျမတို့သဘောမကျဘူးကျမသဘောကျတဲ့သူတယောက်တွေ့ထားပြီဆိုတော့ ဟုတ် အ ကဲ့ ရ ပါ င်ကလိုပဲရှင်တို့ကျမကိုချိတ်ဆက်ပေးရမယ်ဒီတယောက်နဲ့တော့နော်ကျမ တွေ့ပြီးပြီဆိုလဲ ဆက်ကိုစောင့် ဝ နေ မ်းသာလိုက်တော့နော် သူ့ကိုကြည့်ရတာ ဈေး တော့ နဲ့လိုက်တော့လို့ ဘာသာတရားနဲ့ကိုင်းဆိုင်တယ်ထင် ဘာသာတရားလည်းကိုက်ဆိုင်တယ် စကားပြောတာလဲ ဘသူ့ ဒီ ကို ကြည့်ပိန်ဝေးတယ်ကွာ ဘသူ့ကိုတော့ပြောပြလေပြောပြ ခွန်အားဗလာနဲ့လည်းပြည့်စုံတယ်အဲ့တယောက်က ကိုအမ်ဘလာနဲ့ ဒါပေမဲ့ကျမသူ့ကိုချစ်တာမဟုတ်ဘူးနော်ကြိုက်တာမဟုတ်ဘူးသဘောကျတာ အေးပါအေးပါ အချင်းလူမျိုးတွေရဲ့ပြောမလားဟီးရိုးတယောက်လို့မြင်တယ်ပေါ့နော် तू ကတော့မိုးဟေကိုတော့ကြိုက်တယ်လို့တော့ပြောတာ မိုး ပဲ ဟီ အဲ့ဒါ ကို တကယ် ချိုက်တ လား ယ်မစင်ကျော်ဆောင်း ဘာ မ သာ Goodness. ဒါပေမဲ့ကျမ ကျော် တို့ ဆောင်းတန်ကျော်ဆောင်းတဲ့ feeling ဂျောရှူအာပဲဂျောရှူအာပဲရှင်တို့ကျမကိုဂျောရှူအာပဲနဲ့ဆက်ပေးရမယ်နော်ဗီဒီယိုလေးဆက်တာတွေပါတကယ် ပေးလိုက်ပါ လုပ် ဦး တော့ ရမ